အားလုံးပဲမင်္ဂလာပါငယ် audio ဘက်ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ငယ်ခုဖက်ပြပေးနေတဲ့စာအုပ်ကလေးကစာရေးသူတပည့်ကနေရေးသားထားတဲ့မောက်တုံးငယ်ဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်အပိုင်း7ကိုဆက်ပြီးတော့ဖက်ပြပေးသွားပါမယ်အခန်း33ငါ့ကိုယူပါမောင်တုံးငယ်ဆိုင်ရှင်းအောင်ထစ်အားစွာအလံတကြားတုံးငယ်နာမည်ကိုခေါ်လိုက်သည်ငါရဲ့လက်ဆောင်ကငါကိုယ်တိုင်ပဲမောင်ငါ့ကိုယူပါမဟုတ်မယူငါတို့လက်ထပ်တာ2နှစ်ကျော်သွားပြီမောင်မွေးနေ့ကိုမသိပေမဲ့မောင်အသက်18နှစ်ပြည့်ပြီလို့ငါထင်တယ်ဒါပေမဲ့ဒီကိစ္စတွေကအိမ်အောင်တဲ့တွေကြားမှာမဖြစ်မနေရှိတဲ့နာပဲလေခုချိန်မှာမဖြစ်ခဲ့ရင်တော့တစ်ချိန်ကျရင်ရှောင်လွဲလို့မရဘူးလေဒါပေမဲ့ဘာဖြစ်လဲမောင်ငါ့ကိုအပြောကြမ်းနေရလားမဟုတ်ရပါဘူးမောင်တုံးရဲ့ကိုဘယ်တော့မှအပြောမကြမ်းပါဘူးဆိုင်ရှင်းအောင်တုံးရဲ့စကားကိုညှင်းဆန်လိုက်သည်သူဒီလည်းအသွေးနဲ့အသားနဲ့ဖွဲ့စည်းထားသူမို့ချစ်ရသူကိုလိုချင်သည်အပိုင်သိမ်းခြင်းသည်သူ့အပိုင်ဆိုပြီးတစိမ့်ခတ်ခြင်းသည်ဒါပေမဲ့တုံးငယ်နာကျင်မှာကိုတော့မလိုလားထို့ဝစားတုံးငယ်မအောင်ယူပါတုံးငယ်နာကျင်မှာမလိုလားပြီးရောဟုဆိုကနှကန်းနှလွာအားပေါင်းစည်းစေသောတုံးငယ်ဆိုင်ရှင်းအောင်ချစ်ရသူပေးမဲ့နာကျင်မှုတွေကိုမျက်စိစုံမိတ်ကခံယူလိုက်သည်သူ့ကိုယ်ပေါ်ကအင်းကြီးတွေဆွဲချွတ်နေတဲ့တုံးငယ်ချွတ်ရလွယ်ကူစေရန်ဆိုင်ရှင်းအောင်ဝိုင်းချွတ်ပေးလိုက်သည်ငါစပြီနော်မောင်မောင်တုံးငယ်ပိုင်းနဲ့တုံးကကျဲ6ကက်ကက်ရေးလိုက်ပြီးမောင်ကိုအိပ်ရာပေါ်တွန်းလှည့်လိုက်သည်ဘာမှမပြောဘဲအိတ်နေတဲ့မောင်ကသူ့ကိုယ်သူအယုတ်ကလေးလိုသဘောထားနေသည်လားမသိမောင်နှကန်းတွေကိုမတိတတိနန်းတော့မောင်တယောက်နေမတိထိုင်မတိဖြစ်နေဟန်မျက်လုံးများကိုစုံမိတ်ချလိုက်သည်ကိုတွေ့ရသည်ကြောက်နေပြီလားမောင်ထုံးကကျဲစူပုတ်သွားရသည်တကယ်ပါပဲတမာတိအားတော်တော်ကောင်းနေရထုံးကကျဲမောက်ခန္ဓာကိုယ်ပေါ်ကပါမုတ်ရှလုံးကိုထိကြည့်မိသည်ရေးလေးကတကယ်မမလေးနဲ့ဂိုင်းလို့ကောင်းတယ်တုံးကကျဲဝတ်ထားတဲ့အင်ကြီးကိုချွတ်လိုက်သည်နှစ်ယောက်လုံးအပေါ်ပိုင်းဗလာနတ်ထီဖြစ်နေသည်မောင်မျက်လုံးဖွင့်အောင်လေသူ့စကားကြောင့်မောင်ကမရေတရေလေးဖွင့်လာသည်ပြီးသည်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်ကမျက်လုံးပြန်မှိတ်သွားပြန်သည်ဒီလိုကြတော့မောင်ကချစ်ချင်စရာကြီးတုံးကကျဲမောက်ပါးကိုတစ်ချက်မှွေကျူလိုက်ပြီးလဲတိုင်းကိုဆုပ်ယူနှံ့ရှိုင်းလိုက်သည်မောင်ငါတကယ်စပြီနော်ပြင်လို့ရသေးရဲ့နော်ခေါင်းကရမ်းလာတယ်မောင်ခြေစာလေးတွေထွက်နေတော့လဲမျက်လုံးစုံမိတ်ထားတော့မေတုံးကကျဲမောက်လုံးကြီးကိုချွတ်ချလိုက်သည်အခန်း34ငါစိတ်ချမယ်နော်မောင်စိတ်ချပါတုံးရဲ့မောက်ကလေးလေးမဟုတ်ပါဘူးခုဆိုတုံးကကျဲတင်နန်းစဲကာလာကိုကြော်ဖြတ်နေရတဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလွန်နေပြီတိတ်မကြခင်မှာဘွဲရတော့မည်ဆရာဝန်ဖြစ်တော့မည်မောက်ကိုလှုပ်ချေးခွင့်ရတော့မည်အတွေးနဲ့တင်သူ့ကြည်နပ်နေပြီအလုံးနားလိုက်ပါလားမောင်ရဲ့ဒီအပိုင်းပင်ပန်းနေလို့လားမသိဘူးမျက်နှာလေးတော့ခြောင်ကျသွားတယ်တုံးငယ်စိတ်ထင်လို့ပါအလုံးနားလို့မဖြစ်ဘူးလေသိတယ်မလားအရင်ကထက်အကုန်အကျများလာတဲ့တုံးငယ်ခီးတွေခဏခဏသွားရတော့မျက်နှာမငယ်ရအောင်ဆိုင်းရှင်းအောင်ပို့ပြီးကြိုးစားရသည်စာယူကစား2နှစ်ကတော်တော်လေးအဆင်ပြေတော့လဲနောက်ပိုင်းတော်တော်လေးခက်ခဲလာသည်သူ့လာစာကလည်းတလစာကိုထိန်းနိုင်နေဆိုရုံလေးဒီကြားထဲတုံးငယ်ကိုဘာပစ္စည်းမှမလုပ်ပေးရသလိုတုံးငယ်မွေးနေ့ပွဲတွေတော့မကျင်းပပေးဖြစ်တော့တခုတော့ရှိသည်တုံးငယ်ကိုစိတ်ချမ်းသာအောင်ထားနိုင်တဲ့ဆိုရုံလေးသာကားပေါ်တက်သွားတဲ့တုံးငယ်ဒါနဲ့ဆိုတုံးငယ်ခရီးထွက်တာ9ကြိမ်မြောက်တစ်ခါသွားတိုင်းတစ်ခါစိတ်ချမ်းသာရသည်သူစူးစမ်းမှုလေးအရာထင်ဖို့နီးလာပြီလို့ပဲတွေးတိုင်းရင်ထဲမှာအတိုင်းမသိဝမ်းသာရသည်နောက်ဆိုဂျူတီကုတ်အဖြူလေးရဲ့နှစ်ချက်လေးရဲ့နှင့်သူ့ကိုပြုံးပြမဲ့တုံးငယ်အပြုံးတွေကိုမြင်တွေ့ရတော့မည်နောင်ကြီးကြောက်မနေနဲ့ကုံကားတွေနဲတော့မဟုတ်ဘူးကိုမိုးစကားကြောင့်ဆိုင်ရှင်းအောင်အာယုန်နေစူးစီးကလွယ်အိမ်နဲ့ထမင်းကြိုက်ကိုထားနေကြနေရာလေးမှာထားလိုက်သည်
တခုကောင်းတာကအရင်ကလိုပင်ကုန်ကားတွေအဝင်မပြတ်တာပဲတလ9သိန်းခွဲက2ယောက်စားစရိတ်အပြင်သုံးငယ်အဝတ်အစားဖို့ចောင်းစရိတ်မုတ်ဖိုးလောင်းငါယုံတာနောင်ကြီးအသေးလေးကဘယ်တော့ပွဲယူမှလဲနောက်လာလောက်ထင်တယ်မင်းပါလိုက်သွားပေါ့လိုက်ဖြစ်လောက်မှာပါနောင်ကြီးမင်းတခြားလူတွေရှင်မဖွင့်ရင်တော့ငါ့ကိုရှင်ဖွင့်လို့ရပါတယ်ဟုတ်ကဲ့ကိုမိုးကဘာကိုပြောနေလဲဆိုတာဆိုင်ရှင်းအောင်သိတော့လဲမသိကြအောင်ဆောင်းလိုက်သည်ရင်မဖွင့်ကျင်တာမယုံလို့မဟုတ်သုံးငယ်မျက်နှာလေးနဲ့တင်သူ့ဘဝကအရာရာပြည့်စုံနေပြီမို့ဘာပဲဖြစ်လာလားရင်ဆိုင်ဖို့အသင့်ပဲဟိုဘက်ကကုံကားတွေကိုတစ်ချက်သွားစစ်အောင်မယ်ဟုဆိုကကိုမိုးတယောက်ထွက်သားတာကြောင့်ဆိုင်ရှင်းအောင်တယောက်တည်းကြံနေခဲ့သည်အတွေးတွေတိမ်များမနေတော့ပဲပစ္စည်းများကိုကားဝါနာသို့ဆွဲပုံလိုက်သည်ဒါမှထမ်းချရင်အဆင်ပြေပါလေငါ့ကိုဟိုဘက်ဆိုင်ကနေအေးသွားဝယ်ပေးစမ်းရင်းမာကြောင့်ထွက်လာတော့လူထိုလူဟာသူ့လိုပင်ကုံထမ်းသည့်လူတယောက်ကားအဝင်ထွက်များတဲ့ကြောင့်ကိုလင်းကလူတစ်တွေကိုခေါ်ပေးသည်ပင်မလွန်းတဲ့သူတို့အလုပ်ကိုဘသူမှမလိုလားထွက်ကြသည်ခုသူ့ကိုခိုင်းသည့်လူသည်လွန်ခဲ့သောအပတ်ကမှအသက်ရောက်လာတဲ့လူဖြစ်ပြီးသူ့ထက်10နှစ်လောက်ကြီးသည်ဆိုင်ရှင်းအောင်ကိုအကိုလောက်ရှိတာမို့ဘာမှမပြောဘဲသူခိုင်းတယ်လို့ပင်နေတိုင်းလုပ်ပေးဖြစ်သည်သူခိုင်းမှမဟုတ်ပါဒီမှာရှိတဲ့လူဘသူခိုင်းသူ့အကုန်လုပ်ပေးပါတယ်ထိုလူကတော့သူများနဲ့မတူဘဲရင်းရင်တီတီစကားတွေဖြင့်ခိုင်းတတ်သည်အရင်နေ့တွေကတွားဝယ်ပေးနိုင်တော့လဲဒီနေ့တော့မဖြစ်ကုံကားတွေအရမ်းများနေလို့ကိုယ့်ဘာသာကိုတွားဝယ်လိုက်ပါလားအရန်လည်းမဝေးဘူးဆိုင်ရှင်းအောင်မင်းတက်ငါအသက်ကြီးတယ်နော်အကြီးကခိုင်းရင်လုပ်ပေးရတယ်ဆိုတာမင်းအမေမသိပေးထားဘူးလားအိုးဟုတ်သားပဲမင်းကမိဘမဲ့ဖုန်းကြီးចောင်းသားပဲ哦ကျွန်တော်လာစာပေးထားတဲ့ကိုလင်းအလုပ်ကလွှဲရင်ဘေးဒစိမ့်အလုပ်ကိုလုပ်ပေးစရာမလိုဘူးဆိုတာလေကျွန်တော်မွေးစားအဖနဲ့ဘာဖုံးကတင်ပေးထားတယ်ဆိုင်ရှင်းအောင်ခက်အေးပြန်ပြောမိတော့တောက်ခေါက်တံဖြင့်ဒေါသတကြီးကြည်နေသည်သူ့နောက်ကျောင်းတွေကိုဘလို့တီကားလဲဆိုတာတွေးမနေတော့ကိုလုံးစရာရှိတာသာဆက်လုပ်လိုက်သည်ကိုမိုးရကအထဲမှာပစ္စည်းသွားတင်ပေးနေတာမို့ဘေးမှာသူနဲ့ကိုထိုးအောင်ပဲရှိသည်မင်းကောင်အာခံထားညနေကျရင်ဒီလိုအာခံနိုင်မလားဆိုတာကြည့်ရသေးရပေါ့ဆိုင်ရှင်းအောင်အညိုကြီးစွာကြည်ပြီးပြောနေတော့လူကိုဘာမှဆက်မပြောတော့လူဆိုတာသူများမကောင်းကြရင်သူ့အာကုတူနဲ့သူသွားလိမ့်မယ်အဓိကကိုသာကောင်းနေဖို့ပဲဘသူအပေါ်ပဲဖြစ်ဖြစ်စေတနာကောင်းနေဖို့ပဲနောင်ကြီးဗျာမနေ့ကငါတို့မန်းလေးဘက်ကိုသွားမှာနော်ဟုတ်ကဲ့အရင်လိုပင်နှစ်ယောက်တွဲကုန်ပစ္စည်းများသွားပို့ရသည်ကိုနိုင်ကြီးရဲ့ကိုညိုကြီးရဲ့ကိုဖြိုးရဲ့ကတွဲအလှည့်ကျသွားကြပြီးဆိုင်းရှင်းအောင်နဲ့ကိုမိုးကတော့ပင်တိုင်သွားရသူတွေပင်အဲ့လိုသွားတင်ချပေးရင်ပင်မန်းတော်လဲပတ်စံပိုးရတာကြောင့်ဆိုင်းရှင်းအောင်အမြဲသွားပြသည်ဟို3ယောက်ကတော့ပင်မန်းနဲ့ဟူဆိုကအမြဲသူ့သွားငါသွားဖြင့်တာလူပြိုကြီးကတော့အပူပင်ကင်းစွာသူနဲ့အပူတိုက်တာနဲ့ပွားစီဖြင့်သာလိုက်ပေးရှာသည်တပတ်ကိုသူတို့က2ခါကျန်တဲ့3ယောက်က1ခါသွားရသည်ကိုညိုကြီးတို့အဖွဲ့ကတခါတလေအရန်နောက်ကြရင်ညအိတ်တော်လဲသူနဲ့ကိုမိုးကတော့တုံးငယ်ကိုစိတ်မချတော့ကြောင်းဘလောက်နောက်ကြရအောင်ပြန်လာတတ်သည်ထိုအချိန်တိုင်းကိုမိုးပြောသည်ကနောက်ဆိုပါဇက်နဲ့ငုံထားခဲ့ဟူသာကျုပ်ကရောဘယ်တော့အဲ့လိုခရီးတွေလိုက်ရမှာလဲမင်းလိုစောက်ပြင်းကြီးကဘာတွေမျောလင့်နေရလဲကိုမိုးဆိုဒီမှာထို့သူလူမျိုးဆိုတာအားလုံးတီးပြီးဖြစ်မယ်ထင်ပါသည်မဟုတ်မခံတဲ့စိတ်ကြောင့်လူပြိုကြီးဖြစ်နေလေအဲ့စိတ်ကိုပြင်မဲ့လူမဟုတ်ပါအရင်ကကိုလင်းခေါ်ပေးတဲ့အလုပ်သမားတွေကလည်းကိုမိုးနဲ့တဲ့သူမရှိခမများထွန်းသူများလို့ပတ်စံများများရကြင်အရင်ဦးဆုံးမင်းရဲ့စုပ်ပြတ်တက်နေတဲ့စိတ်ပုတ်ကိုအရင်ပြင်လိုက်အောင်သူများကိုအပေါ်စီးကနေခိုင်းတာကောင်းတယ်ထင်မနေနဲ့နောင်ကြီးကအားနာလို့မပြောတာဆိုပေမဲ့ကျန်တဲ့လူ4ယောက်ကအားမနာတတ်ဘူးနော်မင်းကိုတတိပေးတာဟိုကောင်လေးလာခဲ့ကိုမိုးနောင်ကြီးကိုအနိုင်ကျင့်တော်ထုံးအောင်ကိုပြောပြီးရောင်လဲလဲလေးကြည့်နေတော်သူကိုခေါ်ရသည်တကယ်စိတ်ရှိတိုင်းသာဆိုနောင်ကြီးကိုအရင်ထုကျင်သည်လာသမျှလူတိုင်းရဲ့အနိုင်ကျင့်ခံရတဲ့ကောင်းလေးဟာတစ်ဖက်မှာတော့ဆရာဝန်လောင်းတယောက်ကိုပြိုးထောင်ပေးနေတဲ့လူငယ်တယောက်
ပြန်လို့ဖို့အင်အားရှိပါရဲ့ဘာလို့ပြန်မပြောပြန်မလုပ်လဲဆိုတာသူသိသည်မကြခင်ဆရာဝန်ဖြစ်တော့မဲ့တုံးငယ်သူ့ကြောင့်နာမည်ပြတ်မှာဆိုရပင်သူသာပြန်လုပ်လိုက်ရင်ရံဖြစ်သွားခဲ့ရင်အရင်ဆုံးအထိနာမှာတုံးငယ်တယ်လေတခါတလေကြတော့လေတနာစရာကောင်းပြန်သည်နောင်ကြီးအချစ်ကအယံချစ်တယ်ဆိုတဲ့စကားထက်ပိုပြီးပြောလို့ရသောစကားလုံးများရှိရင်တော့အဲ့စကားလုံးတွေထွက်ပို့ခြင်းပို့နေမှာလူကြီးအတွင်းနဲ့တွေးခဲ့ဘူးသည်ဘလို့ပဲချစ်ပြ16နှစ်အရွယ်နောင်ကြီးတယောက်တစ်ချိန်ကျဒီလိုလှုပ်ကြွေးရမှာကိုစိတ်ကုန်ပြီးအသေးလေးကိုစွန့်ပစ်နိုင်တယ်လို့ခပ်ပေါ့တွေးခဲ့ဘူးသည်တနှစ်ပြီးတနှစ်သာကုံလွန်လာတဲ့နောင်ကြီးတယောက်အချစ်ရောဖို့စိတ်ကုန်ဖို့နေနေတသာအသေးလေးကိုပိုပြီးချစ်လာသလိုပိုပြီးလဲဂီယူဆိုင်လာသည်အလုပ်ကိုလည်းအတော်လေးစူးစမ်းလာသည်ခီးတွေတွားရင်လဲတုံးငယ်ဘလို့လေးဆင်ပေးခြင်းကြောင့်တုံးငယ်ကဘာလေးကြိုက်ကြောင်းတုံးငယ်ကဟိုဟာလေးနဲ့ဘလို့လိုက်ကြောင်းတုံးငယ်ကဟိုဟာလေးနဲ့ဘလောက်လိုက်မလဲဒီဟာလေးနဲ့ဆိုအစင်ပြေမှာတုံးငယ်ကဟိုအသီးကြိုက်တယ်ဒီအသီးကြိုက်တယ်ဟိုမုတ်ကြိုက်တယ်ဒီမုတ်ကြိုက်တယ်အချိန်တိုင်းအသေးလေးအကြောင်းတွေသာသူ့ကောင်းနဲ့ပြေနံနေသည်မင်းအတွက်ပြန်ကြည့်အောင်လို့ပြောရင်လေဘာမှပြန်မပြောဘဲသူ့အကျင့်အတိုင်းပြုံးပြသည်နောက်ဆုံးလက်လျှော့ရသူကသူတို့ကိုယ်တိုင်ပဲအသေးလေးစကားကိုတော့နားထောင်ရှာပါသည်ညာဆိုင်မစင်းဖို့တေချာမှာသွားတော့လေတေချာပေါက်သူတို့နဲ့အတူညာဆိုင်ဆင်းသည်သူနဲ့အမြဲတတွဲတဲ့ဖြစ်နေတဲ့ကိုမုံမှာဒီလိုနေမျိုးဆိုအိမ်အောင်မပြန်ကိုလင်းဝယ်လာတတ်တဲ့အစားအသောက်တွေသာစားပြီးကုန်ထမ်းရသည်နောင်ကြီးကတကယ်ကောင်းငါဘိုက်စာနေပြီကိုလင်းတယောက်မလာသေးဘူးလားဟိုဘက်ဆိုင်မှာထမင်းသွားဝယ်ပေးရမလားရပါတယ်ကွာပါဇက်ကသာရနေရဘိုက်ကအော်နေပြီဆိုင်ရှင်းအောင်လူပြိုကြီးကိုပြောတော့ဘာမှပြန်မပြောတော့လဲမျက်စောင်းထိုးလာသည်လူပြိုကြီးဆိုသည့်တိုင်အရန်ပစည်းပစက်များတော့လဲစိတ်ရင်းလေးကကောင်းရှာသည်မဟုတ်မခံသောစိတ်လေးကြောင့်တော်တော်များများနဲ့မတည့်တော့လဲတုံးငယ်နဲ့ကိုဖြိုးရဲ့ကစားစရာလူကြီးတစ်ယောက်နဲ့နှစ်ယောက်စလုံးရဲ့အချစ်တော်များဖြစ်ကြသည်တုံးငယ်ကလည်းဒီကိုလာရင်ကိုမိုးသားလေးရဲ့စိတ်ကြိုက်စဟိုကပြန်အော်ရန်ဖြစ်ကိုဖြိုးရှိရင်ရှင်းမရတော့ကျန်တဲ့ကိုနိုင်ကြီးတို့နှစ်ယောက်နဲ့သူကပွဲကြည့်ပရိသတ်တွေလိုထိုင်းကြည့်ကရေယုံကလွဲပြီးကြံတာမပြောတုံးငယ်ကိုကြောင်းပိတ်သည့်အခါတခါတလေခေါ်ခဲ့ရသည်ဟိုတခါမတော်တဆဖြစ်ပြီးတဲ့ကစိတ်မချသောစိတ်ကြောင့်တုံးငယ်ကိုအလုံးမလုံးခံပါအဲ့ဒါကြောင့်အိမ်မှာပြတ်တက်တဲ့တုံးငယ်ကိုခေါ်လာရသည်စင်စရာတွေတက်တလောက်မှတ်တလောက်လေးဝိုင်းလုပ်ပေးတဲ့တုံးငယ်ကြောင့်ကိုလင်းကတော့ဒီမှာလုံမလားတဲ့လေတုံးငယ်ကသူ့ကိုပြောပြတာကြောင့်တော်သေးသည်သူ့မှာတုံးငယ်ကိုမလုပ်စေချင်တာကြောင့်ရောကိုလင်းကိုအာနာပါနာတောင်းပန်ရသည်တခြားမဟုတ်ခေါ်လာရင်တော့တညာလုံးမောင်အရန်ပင်ပန်းမှာပဲနော်ဆိုပြီးခဏပြောပြီးမျက်ရည်ဝဲတက်သောတုံးငယ်အကြောင်းကိုတီးတော်ကြောင်းပဲမင်းကနေလေငါ့ကိုအာခံတော့ဗောခုရောငါ့ကိုအာခံရမလားကြည့်ရသေးရဗောခေါင်းကိုခပ်ပြင်းပြင်းကြားရောက်လာတဲ့ရိုက်ချက်ကြောင့်ဆိုင်းရှင်းအောင်ရိုင်းနေသွားရသည်တုံးငယ်အကြောင်းသာတွေးလာတာမို့ပဝင်းကျင်တတိမထားမိတဲ့သူ့ပေါ်စာမှုသာတရရိပ်ဖြင့်မူးတက်လာတာကြောင့်မြေပြင်ပေါ်သို့လဲကြမတတ်ခုနကနေရာကိုပင်ထက်ရိုက်ခံရတာမို့ခြေထောက်တွေကမြေပြင်ပေါ်သို့ထိမ့်မနိုင်အောင်ညှို့ကျသွားပြီးအသိစိတ်တွေလွတ်ထက်သွားမတတ်ပဲတတောက်တောက်ကျနေတဲ့သွေးတွေကြောင့်အရိုက်ခံရတာမသေးတော့ဘူးဆိုတာသူသိသည်မင်းတို့ခေါင်းကများထွေးအတန်ကကိုထုံးအောင်အတန်ဖြစ်နေတာကိုသိသည်အသေးမတက်ဖို့သာဆူတောင်းနေမိသည်ခုချိန်သူသားတစ်ခုခုဖြစ်သွားရင်တုံးငယ်ကြောင်းပြီးသွားတော့လဲတုံးငယ်ကိုစိတ်မချတုံးငယ်ကအသက်သာကြီးလာတာကလေးဆန်တော့စိုးတော့နှဲ့တော့သူသားမရှိတော့ရင်တုံးငယ်တယောက်တည်းမဖြစ်ကိုရမဲ့နေမဲ့တုံးငယ်ရိုက်ချက်တွေများလာတဲ့အပြင်သူ့ကောင်းကတုံးငယ်အကြောင်းတွေကိုတော့မတွေးနိုင်လောက်အောင်မူးနှောင်လာသည်မျက်လုံးတွေမှိတ်ကျသွားတဲ့အချိန်လူတွေသူ့ကိုလာချီကြတာဝေဝါးသာမြင်လိုက်ရသည်အခန်း35ဘာလို့လဲမသိတွန်းကကျဲစိတ်တွေလေးနေသည်ခီးပန်းလို့ပင်ပန်းတာမျိုးမဟုတ်ပဲစိတ်တွေကထိုင်းမိုင်းနေသလိုမျိုးအယူမသိပေမဲ့မောင်တခုခုဖြစ်နေတယ်လို့ထင်နေသည်ဖုန်းဆက်လိုက်ရမလားစိတ်ထဲကစကားတွေကအပြင်းမှပါထွက်နေသည်ညဘက်ရောက်နေပြီဆိုပေမဲ့အလုတ်ဆင်းနေမှာခုချိန်ထိဖုန်းမဝယ်တဲ့မောင်ကသူ့အတွက်တော့တစ်နှစ်တစ်လုံးပြောင်းပြီသည်အလုတ်ထဲမှာဆိုကိုမိုးဖုန်း
အိမ်မှာဆိုရင်ကိုနိုင်ကြီးတို့ဖုန်းနဲ့ဆက်လေးရှိသည်ဖူးကိုမိုးကိုပဲဖုန်းဆက်လိုက်တော့မယ်တူတူဖြင့်ဝင်သွားတဲ့ဖုန်းဟိုဘက်ကကိုမိုးရဲ့ဟယ်လိုဆိုတဲ့အတန်ကိုကြားရသည်ဦးလေးမောင်ရောမောင်ရှိလားဟယ်လိုဟယ်လိုတပတ်ကဘာမှမပြောတော့ကြောင်တွန်းကကျဲလိုင်းမမိဘူးဟုထင်တာကြောင့်ဟယ်လိုဟယ်လိုဖြင့်အော်နေရသည်အဲ့တော့မှတစ်ဖက်ကနောင်ရီကိုလေးနဲ့ပစ္စည်းသွားကြည့်တယ်ဘာမှပေးရမလဲအသေးလေးဟူသောစကားကြောင့်တပြင်းချလိုက်သည်ဘာမှမတော့ပါဘူးဒီတိုင်းပဲထို့သောဖြင့်ဖုန်းလိုင်းလေးကတတီတီဖြင့်ပြတ်တောက်သွားသည်တွန်းကကျဲလှုပ်ရှားရှိတာသာဆက်လုပ်လိုက်သည်အနှဲငယ်တော့စိတ်ပေါ်သွားသည်ပါဇက်ကလည်းမောင်အန်ဒီရဲ့ကင်းပါစီဆိုတဲ့စုကိုတောင်းပေးလိုက်သည်နောင်ကြီးကတက်ရောတက်တာရဲ့လားကျွန်တော်တကယ်တက်တာနေပါပြီကိုမိုးမှာနောင်ကြီးစိတ်တိုင်းကြအသေးလေးကိုလိမ်ပေးလိုက်ရသည်တော်သေးသည်ခေါင်းကို၃ချက်လောက်ပဲချုပ်ရလို့ရိုက်ထားတာကြောင့်မျက်နှာတစ်ခုလုံးညှို့မဲဆွဲနေသည်ကိုလင်းနဲ့နိုင်ကြီးတို့အဖွဲကတော့ရဲစခန်းကိုသွားသည်ဒီလောက်ဖြစ်တာတော့အမှုပိတ်ပေးတဲ့နောင်ကြီးအကုန်လုံးကသူ့အတွက်မချင်မရဲဖြစ်နေချိန်မှာသူကတော့အပြုံးဖြင့်ဆက်ဆံနေစိတ်ဆက်လွဲတဲ့သူနဲ့ဖြိုးကြီးမှာထိုးအောင်ကိုတယောက်၅ချက်လောက်ထိုးပြီးတာတော့အားမရသည်စေတနာရှင်နောင်ကြီးကိုပါထိုးကျင်နေသည်ဖြိုးကြီးကတော့ဟိုဘက်မှာနောင်ကြီးအားစိတ်ဆိုး၍လှဲ့ပင်မကြည့်စကားပြောတဲ့တွေကိုတော့နားဆွင့်နေသည်9ရက်လောက်အိမ်မှာအနားယူလိုက်နော်3ရက်ဆိုမရဘူးလားဆရာမနောင်ကြီးမရဘူးရှင့်လောလောလောအနားမယူရင်တစ်ချိန်ကျရင်ဒဏ်ဖြစ်သွားနိုင်ပါတယ်ရှင့်ခုနဆရာဝန်ပြောသွားတာအတွင်းတိုင်ရမရှိဘူးတဲ့လေနောင်ကြီးဆန်းရှင်းအောင်ကိုဖြိုးနဲ့ကိုမိုးစီကနောင်ကြီးဟုဒေါသတကြီးခေါ်တန်းကိုမတိကျအောင်ဆောင်းကနတ်အားမေးမိသည်9ရက်လောက်နောက်ရင်ကို့အတွက်မဟုတ်ဘူးတုံးငယ်စီရဲ့အထိနောက်သွားလိမ့်မည်ဘွဲရရင်ဘလောက်မှမလိုတော့တဲ့တုံးငယ်သူနည်းနည်းတော့တောက်ခံနိုင်ရမည်ဖြစ်နိုင်ရင်ဆိုင်းရှင်းအောင်မနာခြင်းပါဒါပေမဲ့သူသာမနာရင်ကိုမိုးတို့ကဒီတိုင်းနေမှာမဟုတ်ဘာမှမပြောဘဲခေါင်းငိတ်သွားတဲ့နတ်မကြောင့်ကိုမိုးနဲ့ကိုဖြိုးမှာမျက်စောင်းကြီးတရွယ်ရွယ်ဖြင့်သူတို့စေတနာကိုနားလည်ပြီးမဲ့ကို့အခြေအနေကိုကိုသာအတိဆုံးပဲလေအစကနာနေလားခေါင်းကိုက်နေလားစသည်ဖြင့်ဘေးဓာတ်တွင်တွတ်တွတ်ထိုးနေသလိုလာမင်းနေတဲ့သူကခုတော့သူ့ကိုကြော်ခိုင်းထားသည်ကိုဖြိုးကတော့မျက်ထောင်နီးကြီးဖြင့်လှမ်းကြည့်နေသည်ဆိုင်းရှင်းအောင်ကိုဖြိုးကိုပြုံးပြလိုက်သည်မင်းကငါတော့ကကျဲတဲ့တိုင်မယ်ကိုဖြိုးရဲ့စကားကြောင့်ဆိုင်းရှင်းအောင်ထပ်ပြုံးမိသည်ကိုဖြိုးတို့ဘက်တော်မှအဲ့လိုလုံးမှမဟုတ်မှန်းသိသည်အဝေးရောက်နေတဲ့တောငယ်ကိုသူတို့ဘက်တော်မှစိတ်ပူအောင်မလုပ်ပါသူ့ကိုချင်းချောက်ယုံသာပြောတာသိသည်တောငယ်ခီးရ9ရက်လောက်ကြာမှမို့အဆင်ပြေသည်မဟုတ်ရင်ဒဏ်ရာတွေမြင်ပြီးတောငယ်စိတ်မကောင်းဖြစ်နေရအောင်မည်ချစ်ရင်အရာရာမျှဝေရမယ်ဆိုတဲ့စကားကိုသူညင်းပယ်ခြင်းသည်ကိုကြောင့်ချစ်ရသူစိတ်မကောင်းတဲ့အဖြစ်မျိုးမမြင်ခြင်းပါဝမ်းနဲ့လွယ်တဲ့တောငယ်သူသာဒီလိုဖြစ်တယ်ဆိုတာသိကြည့်ကလေးတယောက်လိုဝမ်းနဲ့ပတ်လက်ငိုမှသိကြသည်ချေရသူငိုနေမဲ့မြင်ကွင်းကိုရင်နာနာနဲ့ကြည့်နေမဲ့အစားတယောက်တည်းကြိတ်ခံလိုက်တာကအကောင်းဆုံးမဟုတ်လားဆိုင်ရှင်းအောင်အတွက်တော့အကောင်းဆုံးနေလမ်းပဲနောင်ကြီးရော်ကြီးဟမ်ကိုလဲတံမှာရော်ကြီးဆိုသောစကားကြောင့်ဆိုင်ရှင်းအောင်ရင်ကနေဖြစ်သွားရသည်ကျွန်တော်မြူပါဘူးကိုလင်းမြူတာထက်မယူရက်တာပါကိုထုံးအောင်ကပတ်စံရှိတထေးသားမှမဟုတ်တာတနေ့လောက်တနေ့စားတဲ့အလုပ်သမားတယောက်ပဲလေအလုပ်ဝင်တာမကြသေးတဲ့အပြင်လောက်ရည်ကန်ရီကတိတ်မဟုတ်လို့တနေ့ရှစ်ထောင်ကိုလင်းကအလုပ်ထုတ်သည်ခုသူ့ကိုမကျေနပ်လို့လုပ်ခဲ့တာကအမှုပိတ်ထားတာမို့ကိစ္စမရှိတော့ပေမဲ့ပတ်စံတော့ရှိလောက်မှမဟုတ်တော့သူလဲနောင်တရသွားလောက်မှအတေးအကြပင်ကြားရရမစီမဆိုင်ကိုထုံးအောင်မိမကစိတ်ဆင်းရဲရအောင်မည်ပတ်စံဆိုတာတထေးတွေအတွက်တိတ်ပေါ်တဲ့ငွေဆက်ကူတွေဆိုပေမဲ့တကယ်မရှိတဲ့သူတွေကြားမှာတော့စိန်တွေပဒံများတွေလိုတိတ်အဖိုးတန်တဲ့အရာပဲသူကိုယ်တိုင်ပတ်စံမရှိတဲ့အချိန်ကိုကြုံခဲ့ဘူးတာကြောင့်သိသည်တသက်လုံးသူများစီကပတ်စံမချေးခဲ့ဘူးပေမဲ့တုံးငယ်ចောင်းစီအတွက်ကိုလင်းစီမှာပတ်စံချေးဘူးခဲ့သည်လေခုလိုယောက်ျားကအလုံးမရှိတော့မိန်းမကအိမ်မှာနေမထိထိုင်မထိအချိန်မှာ
ဘလို့လူကားမှပတ်စံချေးကြမှာမဟုတ်။နောင်ရမင်းအလုပ်ပြက်ခါတော့ယူတဲ့နေ။ကိုမိုးရထားလိုက်ပါဒီလိုဖြစ်မယ်ဆိုတဲ့ကံပါလာပြီးသားပဲလေ။ရှောင်လွဲလို့မှမရပဲ။ရှောင်လွဲလို့ရမယ်အခက်ခဲတွေကိုတော့ကိုကကူညီလိုက်ပေါ့။ငါ့ဦးတော့တရားလာချနေသေးရဲ့။အဲ့ဒါဆိုစေးဖို့တော့ယူထားချေ။ပြီးရင်လူကိုယ်တိုင်လာတောင်းခိုင်းလိုက်မယ်။အလုပ်တော့နားလိုက်ပါ။အလုပ်သမားအချင်းချင်းဖြစ်တာဆိုတော့အခုမှလည်းတာဝန်ရှိတယ်။လောကလေးတော့ညင်းမို့မစင်းစားနဲ့နော်။မယူလိုက်လေမင်းလည်းမလဲတာ哦။မင်းကြီးငါတို့လောကတွေပါပေးမှာနော်။ဟာကိုပြောတော့ကလည်းကဲအခုစေးဖို့သွားရှင်းပြီးတာနဲ့အိမ်ပြန်လိုက်ဖို့ပေးမယ်။ဟုတ်ကဲ့။ကိုလင်းထပ်သွားမှခုနကစိတ်ဆိုးနေကြတာသူတို့မဟုတ်တလို့အနာကိုရောက်လာသည်။ဘာလို့ညင်ရတာလဲနောင်ကြီးဟာ။နှစ်ခါရှိပြီလေဗျာ။နှစ်ခါဘယ်တော့မှလဲ။ကြောင်တော်ဖြစ်နေတဲ့အကိုနှစ်ယောက်အင်းပေါ့3နှစ်လောက်ရှိပြီဆိုတော့သူတို့မေးနေလောက်ပြီပေါ့။အာမှတ်မိပြီ။အသေးလေးပထမဆုံးအပျော်ခီးထွက်တဲ့နေ့တော့ဖြစ်ခဲ့တာမလား။အဲ့တော့မင်းပတ်စံမယူဘူးလေ။ဟုတ်တယ်လေမယူဘူးလေ။ဘာဖြစ်တာပါလဲ။အော်နေမကောင်းတာလေအသားနာတာဆိုလား။ဒါနဲ့အဲ့အသားနာတာရောဂျားထဲမှာဖြစ်သေးလား။သူတို့ဖြေလုံးနေတော့ကြောင်နဲ့ကြွက်မှာခုတော့အတိုင်ဖောက်ညီစွာတယောက်ကမေးသည်။နောက်တစ်ယောက်ကခေါင်းပင်ကသူ့ကိုဖြေခိုင်းသည်။ဆိုင်းရှင်းအောင်စိတ်ပူတတ်တဲ့နှစ်ယောက်ကိုပြုံးပြလိုက်သည်။အဲ့ထက်ကဘာမှမဖြစ်တော့ဘူး။မလိမ့်နဲ့။ဟမ်ရုပ်တည်ကြီးနဲ့နှစ်ယောက်လုံးကမလိမ့်နဲ့ဟုအော်ရာကြောင့်ဆိုင်းရှင်းအောင်ဆက်ကလေးပူသွားရသည်။တခါမျက်နှာတွေပြက်ပြီးကုံထမ်းဖို့တပြင်းချနေတာဘာဖြစ်လို့လဲ။ငါတို့မသိဘူးထင်ပြီကို့အသားကိုကြည့်ပြီးဘာဖြစ်လို့တပြင်းနေချနေရလဲ။ဟိုးနှစ်တွေကမင်းအသားကိုမတော်တဆထိတော့ကဘာဖြစ်လို့ရှောင်ဖယ်နေရလဲ။တခါတလေကုံထမ်းရင်ဘာဖြစ်လို့အရင်အထက်3စားလောက်နှေးကွေးသွားရတာလဲ။ဘာဖြစ်လို့ဟူသောစကားလုံးဖြင့်နှစ်ယောက်မေးခွန်းတွေထုတ်ချတာကြောင့်ဆန်းရှင်းအောင်မှာဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်လို့ဖြင့်ချုပ်လိုက်ရလို့ခေါင်းမမှုပဲသူတို့နှစ်ယောက်ကြောင့်ခေါင်းတွေမူလာရသည်သတိမထားမိလောက်ဘူးထင်ခဲ့မိပေမဲ့အကုန်လုံးသတိထားမိနေတာကိုကိုမိုးတို့အဖွဲကသူ့ကိုမသိကြအောင်စောင့်ထားကြသည်နဲ့ခုမှမေးခွန်းများစွာထုတ်လာသည်ဟုတ်ပါသည်ဆန်းရှင်းအောင်ရဲ့အသားနာခြင်းယောဂကတခါတလေထဖြစ်တတ်သည်သူပြည့်ကျင်တဲ့အချိန်ထဖြစ်သည်ဘာမှမသိပေမဲ့ဆိုင်ရှင်းအောင်မနှစ်သက်တွန်းငယ်ရှိမှရုတ်တရက်ထဖြစ်ရင်ဘာမှမဖြစ်သလိုနေရတာကသူ့ကိုပိုပြီးနာကျင်စေသည်တွန်းငယ်မသိစေချင်တာကြောင့်ခုချိန်ထိသူမပြောပြဖြစ်ပါတွန်းငယ်ကလည်းမရိပ်မိတာကြောင့်တော်သေးသည်ဟုပြောရမည်ကျောင်းစာရီနဲ့နှစ်ပန်းလုံးနေတဲ့တွန်းငယ်ကခုမှတက်တာသွားပြီဟုဆိုရမည်နောက်ဆုံးနေ့ကတော်တော်လေးပြင်ပန်းတဲ့နှစ်ဟုပြောရမည်ကလေးတွေကိုတော့စာမတင်ပေးနိုင်သူကတော့ထုံးစံအတိုင်းတွန်းငယ်ဘေးကနေအရာရာဖြည့်ဆည်းပေးလိရှိသည်ဘလောက်ပင်အကုန်အကျများပါစေပတ်စံဘလောက်အကျက်တဲဖြစ်ပါစေသူ့ရဲ့မူပိုင်စကားဖြစ်တဲ့မောင်သာအငတ်ခံလိုက်မယ်တွန်းငယ်ကိုပြည့်စုံအောင်ထားမယ်ဆိုတဲ့စောင်းပုံးနဲ့အညီတွန်းငယ်အတွက်ဆိုကြောင်ထမင်းကြိုက်ကအစာသူကိုယ်တိုင်ပြင်ပေးလိုက်ရမှစိတ်ကြည်နေသည်တွန်းငယ်အဝယ်စားဆိုသူကိုယ်တိုင်လျှော်ရမှာတွန်းငယ်ထမင်းစားရင်ကိုယ်တိုင်ခွန်ကြွေးလိုက်ရမှာတွန်းငယ်လက်သေးကြီးကြီးလေးတွေဆိုသူကိုယ်တိုင်ညှပ်ပေးလိုက်ရမှာတွန်းငယ်စားကျင်တဲ့အသီးတွေဆိုကိုယ်တိုင်ခွဲစိတ်ပြီးကျွေးလိုက်ရမှာနောက်ဆုံးထိပြောရရင်တွန်းငယ်အိယာကအစာခင်းသိမ့်လိုက်ရမှစိတ်ကြည်နေသည်တွန်းငယ်ကလည်းတခါတလေငါကလေးမဟုတ်ဘူးနော်မောင်ပင်မန်းနေလေဘာညာတာရကပြောပေမဲ့ဘာမှမပြောတွန်းငယ်ကိုယ်တိုင်လဲသူအဲ့လိုပြောတာတွေကိုကျေနပ်တာမို့အသေးစိတ်ကအစာလှုပ်ပေးလေးရှိသည်ရက်ွက်ထဲကလူတွေဆိုဆရာဝန်လောင်းလေးရဲ့အမေးဆိုပြီးသူ့ကိုအမြဲစာနောက်လေးရှိသည်ကဲရောက်ပြီတခုခုလုံးဖုန်းဆက်ကွာဟုတ်ကဲ့ကျေးဇူးပါနော်သူပြုံးပြီးပြောတော့လေကိုညိုကြီးနဲ့ကိုလင်းကလွဲကြံတဲ့နှစ်ယောက်မှာဟိုဘက်ကိုမျက်နှာလွှဲထားသည်သူတို့မေးတဲ့မိကုန်းတွေကိုပြန်မဖြေတဲ့အပြင်သူတို့ကိုပြုံးပြလို့တယ်ပြန်သွားတာတော့သူ့ကိုလုံးဝမကြည့်တော့ဟဲဆိုင်ရှင်ဘာဖြစ်တာလဲကိုအိမ်ရောက်မှပြောပြမယ်ခုတော့သူလည်းနားကျင်နေတော့ပြီတခုခုလိုရရှိရင်ငါတို့ကိုပြောနော်ဟုတ်ကဲ့လိုက်ဖို့ပေးရှာတဲ့ကိုနိုင်ကြီးကိုရတယ်ဟုပြောကတွန်းငယ်မရှိတဲ့ခြ
6ကက်ကအိမ်လေးထန်သို့ပါဇက်ကတီးတိုးရွှတ်လိုက်သည်ကလွမ်းနဲ့မောင်သုံးငယ်လေးရဲ့အခန်း36ဒုက္ခကျပြန်ရောက်တာ2ရက်ပြည့်ပြီဖြစ်သည်ထုံးစံအတိုင်းဘာအလုံးမှမခိုင်းတဲ့မောင်ကြောင့်သူ့ဘဝကတသားရပင်မကြခင်ပွဲရတော့မည်သူ့ရည်ရွယ်ချက်တွေကိုလည်းပြည့်မြောက်တော်မည်ကျွန်တော်ကသုံးငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သုံးငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်ထွယ်ဖော်ရင်ပါရမီဖြည့်ပေးမဲ့လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါသုံးငယ်16နှစ်အရွယ်အတန်အော်လေးထံမှပထမဆုံးထွက်လာတဲ့စကားမိဘတွေနဲ့စိတ်ဆိုးပြီးအဝတ်အစားသုံးစုံလောက်နဲ့အိမ်ပေါ်ကဆင်းလာတဲ့သူ့ကိုသပင်ပြေပြေကောက်ကောက်လေးနဲ့ကောင်လေးကခိုးပြေးသည်ဟူသောခေါင်းစဉ်ဖြင့်တာယာအေးချမ်းတဲ့ဘဝလေးတဲကိုခေါ်ဆောင်လာသည်တခါတလေဖေဖေတို့မမေတို့ကိုလွမ်းမိမဲ့အရင်ဘဝကိုပြန်မသွားကြတော့မောင်နဲ့နေရတာပြောသည်အလိုလိုက်တော့မောင်ကြောင့်သူ့ဘဝကအရင်ကထပ်ပိုပြီးပြေဆုံးသည်အရင်ကလိုမတုံးနိုင်မဖြုံးနိုင်ဆိုပေမဲ့မောင်ကသူ့ကိုလူကြားထဲမှာမျက်နှာမငယ်ရအောင်ထားသည်လူတွေပြောနေတဲ့လောကဒဏ်အကြောင်းတွေဆေးရမှုဒဏ်တွေကိုသူမခံစားရသူမသိတာတွေသင်ပြီးရှင်းပြပေးတတ်တဲ့မောင်ကြောင့်ခုဆိုလူတွေအကြောင်းကိုသိလာသည်မောင်လောက်မရင်ကျက်ရင်တော့အရင်ကထက်အများကြီးရင်ကျက်လာသည်ဒါတွေကမောင်ကြည်စုပင်အမြဲချစ်ပြီးဂီးဥဆိုင်ပြီးအနစ်နာခံပေးတဲ့မောင်ဟာသွေးသားကိစ္စတွေမှာလည်းအနစ်နာခံပေးလေးရှိသည်အရာရာအကုန်သိအကုန်တတ်တော့လဲအဲ့ကိစ္စတွေဆိုရင်တော့မူချိုကလေးလေးနဲ့တုံးအားလွန်သည်ဒါကအရင်ကပါခုတော့သူတင်ပေးတာမို့အတော်လေးတက်မြောက်နေပြီဖြစ်သည်ကိုရှုကိုပန်းဆိုတဲ့စကားအတိုင်းခုတော့တွန်းခကျဲမောင်ရဲ့ကျွမ်းကျင်မှုအောင်မှာပြပြဝင့်နေရသည်မဟုတ်လားတပတ်တစ်ချိန်သာယူတဲ့မောင်ကသူ့အပေါ်အရန်အလေးပေးလို့နေသူကိုယ်တိုင်တာယာဖို့ထက်တွန်းခကျဲတာယာဖို့ပဲကြိုးစားတတ်သည်ဒီလိုကောင်လေးကိုပိုင်ဆိုင်ထားတာသူဘလောက်ကံကောင်းလဲအရမတော့ကွန်ပစာစစ်လိတ်မတော့အလောင်းကစားဆိုတာအဝေးကြီးကပောင်မမောက်လိုယောက်ျားမျိုးကတိတ်ရှာသည်တွန်းငယ်ရေလုံးထွေးနေတဲ့အတန်ကြောင့်တွန်းခကျဲစိတ်ကူးအိမ်မက်လေးတဲကနေရုံထွက်လိုက်သည်ဟုတ်ပါတယ်သူနားနဲ့ကြားလိုက်ရတာလုံးထွေးထွေးအတန်ကြီးတွန်းခလေးရေလုံအောင်ဟကိုနိုင်ကြီးအတန်ပါလာတာမို့တွန်းခကျဲအမြန်ပင်အိမ်ရှိအပေါက်ဝကိုရောက်သွားသည်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုမျက်လုံးကိုပြန်ပုတ်ကတေချာကြည့်မိသည်မဟုတ်သေးပါဘူးစိတ်ထဲကမဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးဟုပြောနေတော့လေမြင်နေရသောမြင်ကွင်းကတော့မပြောင်းလေကိုနိုင်ကြီးတွဲထားတာတော့ရိုင်ထိုးနေတဲ့မောင်အနာကိုသွားပြီးခုတွဲလိုက်တော့ဘီယာနဲ့တင်းတင်းလေးရလိုက်သည်မောင်အရက်တွေတောက်လာလားတွန်းခရေဒီနေ့ကကိုညိုကြီးမွေးနေလေအဲ့ဒါတောက်ကြစားကြကွာနောင်ကြီးကတော့နှစ်တိုင်းမတောက်ပါဘူးအဲ့ဒါကိုဖွဲ့ကအတင်းတိုက်လိုက်တော့ဘီယာလေးတဝက်တောင်မကျိုးပါဘူးကွာမူးနေလိုက်တာမူးနေပုံရတဲ့ကိုနိုင်ကြီးကမောင်လောက်အခြေအနေမဆိုးပေမဲ့ရီဝေဖြစ်နေသည်တွန်းခကျဲမောင်ကိုအမြန်ထိန်ကကိုနိုင်ကြီးကိုနှုတ်ဆက်လိုက်သည်မူးနေတော့မောင်ကိုကြည့်လိုက်တော့သူထားတဲ့အတိုင်းပဲအားကြောင့်ညနေကပြန်လာတော့ရေချိုးသွားတာဝို့ဘီယာနဲ့သာရပြီးအရက်နဲ့မရတော့မို့ကိုနိုင်ကြီးပြောတာဖြစ်နိုင်သည်ဟုတွေးလိုက်သည်ဘီယာလေးတဝက်လောက်နဲ့မူးလာရတဲ့တွန်းငယ်လေးလေးပင်ပင်ခေါ်လာတဲ့မောင်တွန်းခကျဲပြန်မထူပါတွန်းငယ်မောင်အော်တယ်ဘယ်တော့မှလဲအရင်တော့မောင်ကိုဆိုင်ရှင်းအောင်လို့လဲအော်တယ်မင်းလို့လဲပြောတယ်မောင်စိတ်မကောင်းသိလားမောင်ဝမ်းနေရတယ်ဟုပြောကတရင်တရိုင်ဖြင့်ကုန်းထလာတာကြောင့်တွန်းခကျဲမောင်ကိုအမြန်ကူတွဲပေးလိုက်ရသည်ချက်ချင်းပွေ့ဖက်လာတဲ့မောင်အရင်ကစိတ်ဆိုးကဆိုင်ရှင်းအောင်ဟုအော်ခဲ့တာကိုဝမ်းနဲ့စွာပြောလာသူကြောင့်တွန်းခကျဲကိုယ်တိုင်နောက်မအော်မိစေရန်တတိထားရမည်ဟုတေးထားလိုက်သည်နောက်မအော်တော့နော်အရင်စိတ်ဆိုရင်ချစ်သူရီးစားပွားလို့ရှင်းလို့ခေါ်မယ်လေကြိုက်ဘူးအရင်ကမြန်လို့ရပါပဲမောင်တို့ကချစ်သူတွေမှမဟုတ်တော့တာမောင်ကိုမောင်လို့ပဲခေါ်အရင်သမားကမူးတာဒါကြတော့တော်တော်တက်တွန်းရမောင်ပေးဘာပေးရမှာလဲ
သူ့ရဲ့အမေအပြီးမှာမောင်ကအိယာပေါ်တွန်းချလိုက်တာကြောင့်တွန်းခကျဲလန့်သွားရသည်လူတွေကအရက်တောက်ရင်ပွင့်လင်းလာတာပဲလားစိတ်ထဲရှိတာတွေလည်းပြောတဲ့အပြင်ခုလိုလဲပွင့်လင်းလာသည်လားတွန်းငယ်မောင်ပေးနော်မျက်လုံးကြီးမိတ်ပြီးသူ့အင်ကြီးစားလေးကိုဆွဲကပါဇက်မှလည်းတနော်ဖြင့်ချွဲနေသည်တွန်းကကျဲအစကမနှက်ကြရင်အရက်တောက်လို့မောင်ကိုအပြစ်တင်းခြင်းပေမဲ့ခုလိုချွဲနေတဲ့မောင်အမူအရာလေးကြောင့်သူအပြစ်မတင်ရန်ပိုးလို့ပင်သဘောကျနေသည်တွန်းငယ်တိလားဟိုတရက်ကလေတွန်းငယ်မောင်လေပင်ကိုကိုက်လိုက်တာအရာဖြစ်သွားရဲ့လေတအေးအေးဖြင့်မောင်အတန်လေးကဝဲတက်တဲလေးဖြစ်နေသည်အဲ့ဒါကိုဖြိုးတို့ကမောင်အောက်ကလာတဲ့နောင်ကြီးရာဆိုပြီးတော့မချစ်မရဲ့ပြောလာတာဟီဆိုပြီးအတန်ထွက်လာတဲ့မောင်ကအရက်အရှိန်နဲ့ပါးနှစ်ဖက်လေးပါရဲတက်တဲဖြစ်လာသည်မျက်လုံးလေးတွေကလည်းပိုကျဉ်ထားသည်မပါတဲ့ပချိုင်အရာလေးတွေတောင်ပေါ်မတက်ပြုံးထားသေးသည်သူတို့စကားကိုလေမောင်မငင်းခဲ့ဘူးသိလားမောင်ကအောက်တော့အောက်ကပဲဒါပေမဲ့သူတို့ထင်လို့မဟုတ်လေနော်မောင်တွန်းကကျဲမောင်အပြောကြောင့်ညနာလေးရဲတက်နေသည်ဒါကတူညီသောဝတ်လေခြင်းထင်ပါရဲ့မောင်နဲ့သွေးသားနှီးနှောခဲ့ရင်အမြဲသူကသာအရှက်မရှိသောစကားများကိုပြောတာကြောင့်မောင်ကသာရှက်ရသူဖြစ်သည်အမြဲမျက်နှာနီးနီးလေးနဲ့သူ့အပြောတွေအောက်မှာမျက်နှာနီးနီးဖြင့်ရှက်နေတာမဟုတ်လားကိုတော့သူဝတ်လေပြီမောင်ကမြင်းစီပေးတတ်တဲ့အထက်ပုဂ္ဂိုလ်လေးရဲ့အောက်ပုဂ္ဂိုလ်လေးမောင်ဒီနေ့တော့ငယ်အထက်ပုဂ္ဂိုလ်လုပ်ပေးစရာမလိုမောင်ပဲအကုန်ဥဆောင်ပေးမယ်တော့ငယ်မောင်ပေးမယ်မလားမပေးနှကန်းကိုပိန်နှမ်းလာတဲ့မောင်တွန်းကကျဲမောင်ရင်ဘက်ကိုဖွားဖွားလေးတွန်းဖယ်လိုက်ပြီးမဲ့အရာမဝင်ခဲ့နှကန်းတွေကိုအာရပါရစုံနှမ်းတဲ့မောင်ကအရင်ကနဲ့လလမြမဆိုင်သူ့ဘက်ကနမ်းရင်တော့နုနုညံ့ညံ့ပြန်တုတ်ပြန်တက်တဲ့မောင်ကခုတော့အငမ်းမရနန်းသည်ဒါအရမူးတဲ့အခါမောင်ရဲ့အကျင့်လားမောင်စားတော့မယ်နော်တွန်းငယ်ထောင်လို့နားထဲမှာကြားနေတော့လဲတွန်းခကျဲမျက်လုံးမဖွင့်ချင်ပါဒုက္ခနာကိုကအနားယူမှဖြစ်မည်လေညကတချီနှစ်ချီထဲမှာမဟုတ်တာဘူးတွန်းငယ်ရှိုက်တန်တဲ့အတူမောက်အတန်ပါကြားရသည်မို့မျက်လုံးများမပွင့်ချင်ပွင့်လာရသည်မဝဝမြင်နေရသည်ကစိုးရင်တကြီးကြည့်နေတဲ့မောင်နဲ့မောက်ပါပေါ်ကမျက်ရည်စီကြောင်ဘာလို့ငွာလဲမောင်ညမောင်မိုးပြီးတွန်းခဲ့ဟုတ်မောင်ကလေတကယ်ပါပဲဒီကိစ္စလေးနဲ့ငိုရသလားလို့ငါတို့ကလင်မယားတွေပဲလေလင်မယားချင်းချင်းအရက်မိုးပြီးတူတူအိတ်တာဘယ်ရက်လာဖမ်းမှမို့လို့ငိုနေရတော့အဲ့လိုမဟုတ်ပါဘူးမောင်ကတွန်းငယ်အရန်နာကြအောင်လုပ်သလားလို့ပြီးတော့တွန်းငယ်ကိုကလည်းနီရဲနေရလေအေးလေညမူးနေတဲ့ခွေကြိုက်ထားတာတွန်းငယ်ကလည်းထုံးစံအတိုင်းရှက်ဝဲအတန်နဲ့စကားဆက်သည်ညကသူများကိုရှက်အောင်လှုပ်ထားတဲ့သူမဟုတ်သည်လားဖြူစင်တဲ့မျက်နှာလေးနဲ့ခမတို့သိလားအာနာတက်တဲ့မောင်ကဒါမျိုးကိစ္စတွေမှာလဲတောင်းပန်တတ်တယ်လေလင်မယားတွေကြားမှာအမျိုးကတောင်းပန်စရာလိုတဲ့ကိစ္စလားအရင်ကကိစ္စနဲ့ပတ်သက်ပြီးအမြဲရန်ဖြစ်တော်လဲနောက်ဆုံးသူ့ကိုမနိုင်တဲ့မောင်ကရှော့ပေးမြဲပဲမို့နောက်ပိုင်းဘာမှမပြောပဲသူ့မျက်နှာရိပ်မျက်နှာကဲသာကြည်နေတတ်သည်